အမြဲကြန့်ခိုင်နေဖို့မလိုအရွယ်ရောက်လာတော့ဘေးကလူတွေကတင့်ကိုပြောတယ်ကြန့်ခိုင်ရမယ်နော်တောက်ခံရမယ်နော်မငိုရဘူးနော်တဲ့ဒီလိုနဲ့လူများတဲ့အချိန်တင်မျက်ရည်မကြရဲခဲ့တော့ဘူးရင်ထဲနာကျင်ထိခိုက်တဲ့အခါတိုင်းလူမရှိတဲ့နေရာမှာတင်တိတ်တိတ်လေးခိုးငိုတက်ခဲ့တယ်တယောက်တည်းကိုယ်ခံစားချက်ကိုကုသခဲ့တော့တယ်ဘဝမှာခက်ခဲတဲ့အချိန်တချို့ကိုလူတိုင်းဖြတ်ကျော်ရပါတယ်ဥပမာအလုပ်တစ်ခုကိုတင်အားထုတ်ပြီးစ조사လုပ်ကင်ခဲ့ပေမဲ့နောက်ဆုံးမှာရထိုက်တဲ့အကျိုးမြတ်ကိုတင်မရခဲ့ဘူးဒါမှမဟုတ်လူတစ်ယောက်ကိုတင်သစ္စာရှိရှိစစ်စစ်မှန်မှန်ချစ်ခဲ့လေနောက်ဆုံးမှာရလက်ကောင်းတစ်ခုကိုမရခဲ့ဘူးအရင်တုန်းကတော့ကို့ဝေါ်မှာတင်ပောက်ကွဲရင်ဖွင့်တက်ခဲ့တယ်ဒါပေမဲ့အခုအချိန်မှာတော့တင်စိတ်ငြိမ်ပဲနေကျင်တော့တယ်အရာအားလုံးအဆင်ပြေသွားမှာပါအရန်ကြီးစိတ်ထိခိုက်စရာမလိုဘူးလို့တင့်ကိုတင်နှစ်သိမ့်တယ်ဒါပေမဲ့ဒီဖြစ်စဉ်ကိုဖျက်ကျော်ဖို့ကခက်လိုက်တာတင်အချိန်ချင်းလက်လွတ်ချင်စိတ်ဖြစ်ခဲ့ပေမဲ့အခါအန်ကျိတ်ပြီးရှေ့ဆက်နေခဲ့ရတယ်ဘလောက်ထိကြန့်ခိုင်မှဘလောက်အထိတီးခံမှဝမ်းနဲ့နာကျင်တာပြောင်းမလဲလို့မှန်ကြည့်တဲ့အခါတိုင်းတင့်ကိုတင်မေးမိတယ်ဘဝဆိုတာဒီလိုပါပဲချိုတဲ့အချိန်ရှိသလိုဖားတဲ့အချိန်လည်းရှိတယ်တခါတလေမှာဒါဟာမတရားဘူးလို့တင်ထင်တယ်ဒါပေမဲ့စိတ်မပူပါနဲ့ချိုတဲ့အချိန်ကဖားတဲ့အချိန်ထက်ပိုများပါတယ်တစ်ချိန်လုံးတင်ကြက်ခိုင်နေကြမလိုပါဘူးတခါတလေမှာတင်ပြော့ညံ့လို့ရတယ်လို့တခါတလေမှာအထီးခိုက်မခံလို့လည်းရပါတယ်တခါတလေမှာအော်ငိုပြစ်လိုက်လို့တောင်ရပါတယ်ဒါတွေကကိစ္စမရှိဘူးဘဝတွေကစိတ်ရှုပ်အုံနောက်၆ဆရာတွေညက်ရည်နဲ့အတူအငွေ့ပြန်ပါစေပေါ့နေ့ရက်တွေကအမြဲခက်ခဲနေတတ်မှာမဟုတ်ပါဘူးတနေ့တစ်ချိန်မှာကံကောင်းခြင်းနဲ့တင်ထိတ်တိုက်တွေ့မှာပါအဲ့ဒီအချိန်ရောက်ရင်ဖြတ်တန်းတွေ့ကြုံခဲ့တဲ့အခက်အခဲတွေဟာတိမ်လိုလွင့်ပြောက်ပြက်ပြဲသွားတယ်ဆိုတာကိုတင်သိလာမှာပါတင့်ကိုထိခိုက်နာကျင်စေခဲ့သူတွေတင့်ကိုဝမ်းနည်းစေခဲ့တဲ့အရာတွေဟာတင့်ကိုထိခိုက်နာကျင်အောင်ဝမ်းနည်းအောင်မလုံနိုင်ကြတော့ဘူးဆိုတာတင်သိလာမှာပါအကြောင်းကအခုလက်ရှိအချိန်မှာတင်ဟာအရင်ကထက်ပိုကောင်းပိုတတိရှိလာလို့ပါပဲတွေ့ချင်ရင်သွားတွေ့လိုက်ပါ Friends TV ဇလံတွဲမှာဒီလိုစကားတခွန်းပါတယ်ချစ်သူတွေကဘဝထဲဝင်လာကြထွက်သွားကြတယ်ဒါပေမဲ့တငယ်ချင်းကထာဝရဖြစ်တယ်လူဟာအရွယ်ရောက်လာလေအထီးကျန်လေခံစားရတယ်တယောက်တည်းဖြစ်တဲ့အချိန်မိတ်ဆွေဟောင်းတယောက်ကိုတတိယနေတတ်တယ်အတူဖြတ်တန်းခဲ့တဲ့အချိန်ကာလတွေကိုအောက်မေ့နေတတ်တယ်ဘဝတွေကဝင်လာလိုက်ထွက်သွားလိုက်နဲ့ခွဲခွာတာနှစ်အနည်းငယ်ကြာတာနဲ့လူတချို့နဲ့ကလုံးဝမတွေ့ပြကြတော့ဘူးအရေးမခွာအမြဲတွဲဖြစ်ခဲ့တဲ့ရံဖြစ်ပြီးလဲပြန်တွဲခဲ့တဲ့တငယ်ချင်းနဲ့ရောအဆက်အသွယ်ရှိကြသေးလားတောက်ဖို့တောက်ဖက်စိုးပေါ်စိုးဘက်ဘော်ရာတွေနဲ့ရောအတူတောက်ဖြစ်နေကြသေးလားအချိန်ရာဒီမဟောင်းသရွေ့ငါတို့အတွဲမပြတ်ဘူးလို့ရိုးသားတဲ့ဂရိကဝတ်ပေးခဲ့တဲ့မိတ်ဆွေဟောင်းနဲ့ရောအမြဲတွေ့ဖြစ်သေးလားတချို့မိတ်ဆွေတငယ်ချင်းတွေကအတူရှောင်ရင်ကွဲသွားကြပြီနှုတ်ဆက်စကားတောင်တေချာမပြောရသေးခင်လူပင်လယ်မှာပျောက်ကွယ်သွားခဲ့ပြီအရင်တုန်းကတော့ဒီတကွေ့မှာမစုံရင်နောက်တကွေ့မှာမကြခင်ပြန်ဆုံလိမ့်မယ်လို့တွေးခဲ့မှုတယ်မကြခင်ပြန်ဆုံမယ်ဆိုတာကတယောက်ကိုတယောက်ခြံထားရစ်ခဲ့ကြတဲ့အဖြူရောင်မှုသားစကားတွေဆိုတာနောက်တော့မှသိလိုက်ရတယ်ဒီအချိန်မှာစောင်းဥလေတွေထနေပြီအလွမ်းတွေပြစ်ခဲနေပြီတငယ်ချင်းတယောက်ကိုသတိရနေမိပြီလားနောက်ဆုံးတစ်ခေါက်တွေ့ခဲ့ကြတဲ့ချိန်ကိုမှတ်မိသေးလားအချိန်ရာသီတွေရွေ့ရှားနေတယ်နှစ်ကာလတွေကအလှင်စလိုဖြတ်တန်းနေတယ်တချို့ကချွေးမြေကြတဲ့အထိဘဝကိုရုန်းကန်နေကြတယ်တချို့ကစိတ်ကူးအိမ်မက်အတွက်လုံးပန်းနေကြတယ်ကိုတို့အားလုံးလေပြင်းမုန်တိုင်းကြားမှာခီးနှင်နေကြတယ်ကြိုးစားပြီးရှင်သန်နေကြတယ်နောက်မှတွေ့မယ်နော်ဆိုတိုင်းတွေ့ကြမှတွေ့ကြတော့တယ်အချိန်တွေရှိသေးတာပဲဆိုတိုင်းအချိန်ကရှိခြင်းမှရှိတော့တယ်တချို့ကလက်လွတ်လိုက်တာနဲ့တသက်ဖြစ်သွားတယ်တချို့တွေ့ဆုံခြင်းကမထင်မှတ်ဖဲနောက်ဆုံးတွေ့ဆုံခြင်းဖြစ်သွားတယ်ဒါကြောင့်တွေ့ကျင်တဲ့လူရှိရင်သွားတွေ့လိုက်ပါတွေ့လို့စိတ်ရှိရင်ချက်ချင်းသွားတွေ့လိုက်ပါဒီယာတီကလွမ်းစွတ်နေဖို့ထက်
တွေ့ဆုံဖို့ပိုသင့်တော်တဲ့ရာသီပါနေတာတော့မတွေ့မဆုံဖြစ်တာကြာပြီဖြစ်တဲ့လူတစ်ယောက်ကိုလွမ်းစွတ်တဲ့လူတစ်ယောက်ကိုတွားတွေ့လိုက်ပါပြောစရာစကားထွေထွေထူးထူးမရှိလဲအပြုံးတပွင့်အကြည့်တစ်ချက်ပွေ့ဖက်မှုတစ်ခုကတင့်ကိုကြည်ကြည်နက်နက်နဲ့ပြန်လာစေမှာပါအ ਨੇ ဆုံးတော့ဝမ်းနဲ့နောင်နာတွေမကြံရစ်ခဲ့ဘူးပေါ့စင်နောက်ကတငယ်ချင်းရှိတ်စပီးယားကပြောတယ်လူဘဝဆိုတာဇက်ခုံပါတဲ့လူဘဝတစ်သက်မှာစင်ရှိစင်နောက်ဆိုတာရှိတယ်စင်ပေါ်တင်ဆက်တာကစင်ရှိဖြစ်တယ်လူတယောက်လှလှပပဖီးလိမ့်ပြင်ဆင်နေအဝတ်စားတွေစင်ရင်နဲ့စင်ပေါ်ပြောရမယ့်စကားလုံးတွေပြင်ဆင်နေဟန်နဲ့ပန်နဲ့အသက်ရှူနှုံးကိုထိမ့်ပြီးစင်ရှိတလန်းချင်းထွက်တယ်တကူလုံးမှာရှိတဲ့အားနဲ့ဆိုတဲ့နာကိုအမှားယွင်းမရှိဆိုတယ်ပြောတဲ့နာကိုစကားအကြနာနဲ့ပြောတယ်တရုပ်ဆောင်တဲ့နာကိုအစွမ်းကုန်တရုပ်ဆောင်ဖြစ်တယ်ဒီလိုနဲ့လက်ခုပ်တံမဆဲအောင်မြင်မှုအကျိုးမြတ်တွေရသူ့အိမ်ပြန်မျက်နှာပန်းလှခဲ့တယ်ပေါ့စင်ရှိဖြော်ပြမှုအပြီးမှာစင်နောက်ကိုသူသွားတယ်အဝတ်စားတွေချွတ်မိတ်ကပ်တွေဖြတ်ပင်မနွမ်းနေတဲ့ရုပ်ပေါ်လာတယ်စင်နောက်မှာတငယ်ချင်းတယောက်ယောက်ကသူ့ကိုစောင့်နေရဲ့လားသူ့ကိုနင်ပင်မပြီနော်လို့စစ်မှန်တဲ့စကားဆိုရဲ့လားဒါမှမဟုတ်ဘာမှမပြောဘဲအကြည့်ချင်းဖလှယ်သလားဒီအကြည့်ကစင်ရှိလက်ခုပ်တန်ထက်ပိုအသုံးဝင်တဲ့ပိုအလိုရှိတဲ့အကြည့်လည်းဖြစ်တာပေါ့စင်နောက်ကတငယ်ချင်းကစိတ်ဝိညာဉ်နားခိုရာနေရပါသူ့ရှေ့မှာတင်မိတ်ကပ်မပါလှလှပပဝတ်မထားဟန်နဲ့ပန်နဲ့လည်းနေကြမလိုခဲ့ပါဘူးသူ့ရှေ့မှာရင်ထဲကစကားကိုတင်ပြောလို့ရတယ်ပောက်ကွဲလို့ရတယ်အသုံးမကျတဲ့စကားဆိုလို့ရတယ်ကိုယ့်ရဲ့ပြော့ညံ့ချက်အားနည်းချက်ကြောက်ရွံ့မှုတွေသူသိလို့ရတယ်စင်ရှိထွက်ခါနီးတိုင်းစိတ်လှုပ်ရှားရတယ်အမှားလုံးမိမှာတင်ဆိုးရွံ့ရတယ်စင်နောက်ကတငယ်ချင်းကတင့်ကိုနှစ်သိမ့်စကားပဲပြောတယ်တင့်ကိုသူမကဲ့ရဲ့တက်ဘူးမလောင်ပြောင်တက်ဘူးဆိုတာကိုတင်သိတယ်သူ့ရှေ့မှာတင်ဟာဘာမှမဖြစ်လို့ရတယ်သူ့ရှေ့မှာတင်ဘာမှဟန်ဆောင်စရာမလိုရုပ်ပြက်စင်ပြက်ဖြစ်လို့ရတယ်လူဘဝတစ်သက်မှာနေရာလေးတစ်ခုရှိတယ်အဲ့ဒီနေရာလေးမှာလူတစ်ယောက်ရှိတယ်အဲ့ဒီလူရဲ့ရှေ့မှာတင်ဟာအတုံးမကျလို့ရတယ်အဲ့ဒီလူရဲ့ရှေ့မှာကိုရုပ်ကိုတရံကိုထိန်းထားစရာမလိုသလိုကိုအားနည်းချက်ကိုလည်းထုတ်ပြလို့ရတယ်တကူလုံးရဲ့ချွတ်ရင်းချက်ကိုထုတ်ပြလို့ရတယ်ဒါဟာလွတ်မြောက်မှုကြီးတစ်ခုပေါ့ကိုချုပ်တီးထားစရာမလိုတဲ့လွတ်မြောက်မှုတချို့ကြောင့်လူဟာအင်အားတွေပြန်လဲပြည့်ဖြိုးလာတယ်တဖန်တတိရှိလာတယ်အဝတ်အစားကိုပြင်ဆင်မိတ်ကပ်ကိုပြန်လိမ့်စိုက်နဲ့ဂိုက်နဲ့တဖန်ဖြစ်လာပြီးစင်ရှိကိုရှောက်အကောင်းဆုံးတရုပ်ဆောင်ပြီးလူတူတူနဲ့တူတဲ့ဇက်ကောင်အဖြစ်လောကရဲ့ချီးမွမ်းတန်လက်ခုပ်တန်ကိုပြန်ခံယူတယ်လူတိုင်းမှာစင်နောက်ကတငယ်ချင်းမျိုးရှိကြမှာပေါ့ကျမမှလည်းရှိတယ်မဆက်သွယ်တာကြာရင်တငယ်ချင်းတွေကပြက်ဆဲသွားတယ်တန်ရောစင်တွေကုန်ခန်းသွားတယ်လို့တချို့ကထင်ကြတယ်ဘဝဇက်ခုံပေါ်အမျိုးမျိုးရုန်းကန်လှုပ်ရှားနေခြင်းတချို့အခိုက်အတန့်မှာတငယ်ချင်းတချို့နဲ့အငြင်းတစီမဆက်သွယ်ဖြစ်တာမျိုးရှိတတ်တယ်မဆက်သွယ်တိုင်းမိသွားတာမဟုတ်ဘူးမဆက်သွယ်တိုင်းတန်ရောစင်မရှိတော့တာမဟုတ်ဘူးတချို့ကဒါကိုအခွင့်ယူပြီးနောက်ကျောဓာတ်ထိုးတယ်ယုံကြည်မှုကိုအလွဲသုံးစားလုပ်တယ်တကယ်တော့တငယ်ချင်းဆိုတာအမြဲဆက်သွယ်သည်ဖြစ်စေမဆက်သွယ်သည်ဖြစ်စေလှည့်ကြည့်တိုင်းအဲ့ဒီနေရာမှာသူရှိနေတယ်အဲ့ဒီတန်ရောစင်ရှိနေတယ်ဘယ်အခါပြန်တွေးကြည်နူးစရာအမှတ်တရတွေရှိတယ်ကိုရှိမှာပဲဖြစ်ဖြစ်နောက်ွယ်မှာပဲဖြစ်ဖြစ်ကို့အပေါ်တစ္ဆာမဖောက်ဘူးမကောင်းမပြောဘူးဆိုတာမျိုးပါတငယ်ချင်းတွေအတွက်စင်နောက်ကတငယ်ချင်းမျိုးအဖြစ်ကျမလည်းစူးစမ်းနေပါတယ်လမ်းခွဲပြီးတဲ့နောက်လူတယောက်ကိုအဆုံးစွန်ထိချစ်တဲ့ခံစားချက်ကဘယ်လိုလဲသိလားတချို့ကပြောတယ်သူသာအရွယ်မရွေးနှစ်တိုင်းကျမ်းမာပျော်ရွှင်နေရင်ဒီဘဝဒီများနဲ့လဲလုံလောက်ပါတယ်တဲ့အချင်းချင်းချစ်ကြသူနှစ်ယောက်စံဖြူသွားကြိုးတဲ့အထိအတူနေကြတာဟာဖြစ်တဲ့ဖြစ်တိုက်တဲ့သဘောတရားလို့အရင်ကထင်ခဲ့ဘူးတယ်နောက်မှသိရတာကရှေးရည်ဆက်မလောက်တဲ့အခါလူတချို့ကိုတင်ဘလောက်ပဲစူးစမ်းပြီးပေးဆက်ချစ်ကြိုက်ထွက်မသွားဖို့တောင်းပန်လဲနောက်ဆုံးမှာခွဲခွာခြင်းနဲ့ပဲအဆုံးသတ်ရတယ်။နာကျင်ဝမ်းနဲ့
မစွန့်လွတ်ရပေမဲ့တဖြည်းဖြည်းကြီးပြင်းလာတာနဲ့အမျှနားလေသဘောပေါက်လက်ခံလိုက်တော့တယ်ဘဝရဲကတွေ့ဆုံမှုတိုင်းကကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေသူ့သဘောတရားနဲ့သူ့အတိတ်ပဲနဲ့သူရှိနေခဲ့ပါတယ်ကောင်းမွန်တဲ့ဆက်ဆံရေးကလိုက်လံဖန်ဆုပ်ခြင်းမဟုတ်ဘူးချီနှောင်ခြင်းမဟုတ်ဘူးဆွဲဆောင်ခြင်းနဲ့စိတ်နှလုံးလွတ်လပ်ခြင်းဖြစ်တယ်စိတ်သဘောတူချိန်မှာအချင်းချင်းချစ်ကြိုက်ဖေးမှပြီးခွဲခွာချိန်မှာတယောက်ကိုတယောက်အနှောက်အယှက်မပေးတာဖြစ်တယ်ပန်းပွင့်နာကိုမြင်ရင်ရပြီဒီပန်းဘသူပိုင်ဆိုင်သွားမလဲဆိုတာကိုတော့ဂရုစိုက်စရာမလိုဘူးပန်းကိုရင်ထဲထည့်ထားရင်သူမညှိုးနွမ်းတော့ဘူးပန်းကိုမှတ်မိနေရင်သူဘယ်တော့မှပျောက်မသွားဘူးဟုတ်ပါတယ်ဒီတသက်မှာလူတွေအများကြီးနဲ့ကိုတို့စုံကြရတယ်ကြိုက်နှစ်သက်သူပြောရဆိုရတဲ့သူအချိန်နှောင်းမှတွေ့သူမြင်မြင်ချင်းမိဟောင်းဆွေဟောင်းလိုခံစားရတဲ့လူဆိုပြီးရှိတယ်လူတိုင်းကချစ်ကြိုက်ပြီးအတူတကွနေတိုင်းလင်မယားဖြစ်နိုင်ကြတာမဟုတ်ဘူးတချို့ကတငယ်ချင်းဖြစ်သွားတယ်တချို့ကအလုံးမှာလှုပ်ဖို့ကင်ဘက်ဖြစ်သွားတယ်တချို့ကသစိမ်းဖြစ်သွားတယ်ရေဆက်ချင်းကမတူကြတော့တွေ့ဆုံချိန်မှာတန်မိုးထားပြီးခွဲခွာချိန်မှာကိုယ်စီလွတ်လပ်မှုတွေပေးတာကအကောင်းဆုံးဖြစ်တယ်တစ်ချိန်ကနေညမခွဲပဲယူသွစွာချစ်ကြိုက်ခဲ့ဘူးတယ်ကိုကြိုးမငဲပဲပေးဆက်ခဲ့ဘူးတယ်အချင်းချင်းဖေးမှအားပေးခဲ့ဘူးတယ်နှွေးထွေးယူရမှုတွေဝေမျှခဲ့ကြဘူးတယ်ချစ်တဲ့နှစ်တွေတူတောင်းခဲ့တယ်ဆိုအောင်တော့ဒါကထာဝရတည်တတ်နေမဲ့အရာဖြစ်တယ်။အိုမင်းလာတဲ့အခါတစ်ချိန်ကအချစ်ကိုပြန်ပြောင်းအောင်မေ့ကြည့်ရင်နောင်တမရအမုန်းမရှိဝမ်းနဲ့နာကျင်မှုတွေကင်းနေပါလိမ့်မယ်။လောကမှာအကောင်းဆုံးတွေ့ဆုံခြင်းကအတိတ်အကြောင်းမဟဘူး။လောကမှာအကောင်းဆုံးခွဲခွာခြင်းကတွေ့ကြအောင်မလားလို့မမေးတာပဲဖြစ်တယ်တဲ့။တွေ့ဆုံခြင်းမှာတန်မိုးထားပြီးခွဲခွာချိန်မှာပြုံးပြနှုတ်ဆက်နိုင်တာပဲဖြစ်တယ်။ကိုယ်တိုင်ကိုရောသူ့ကိုပါလွတ်လပ်မှုတွေပေးတာဟာအတိတ်လဲလှစေတယ်။ကိုယ့်အချိန်နှစ်ကာလကိုလည်းအားနာမိတာမျိုးမဖြစ်စေဘူးပေါ့။အလင်းကရှိလာမှာပါ။ဒီလိုခံစားချက်မျိုးရှိဘူးသလားမသိဘူး။ဘဝမှာအခက်အခဲနဲ့ရင်ဆိုင်ကြုံလာရတဲ့အခါရုတ်တရက်တွေးမိတာကဘဝဟာရုပ်ရှင်နဲ့တူရင်သိကောင်းမှာပဲအစင်မပြေတာတွေအားလုံးကိုနောက်နှစ်ပေါင်းများစွာကြာသောအခါဆိုတဲ့စာတစ်ကြောင်းနဲ့ဖြတ်ကျော်ပစ်လိုက်ခြင်းနဲ့ဒါပေမဲ့ဘဝကရုပ်ရှင်မဟုတ်တလို့တခါတလေရုပ်ရှင်ထက်တောင်ရက်ဆက်သေးတယ်စိတ်အခက်မသိတဲ့ကိစ္စတွေမဖြတ်ကျော်နိုင်တဲ့စူးညောက်ခလုတ်တွေဥပက္ခပြုလို့မရနိုင်တဲ့ဆင်းရဲဒုက္ခတွေဟာဖုံမှုန့်လိုအမုံမွှားအဖြစ်နဲ့ဘဝရဲ့နေရာအနှံ့မှာပြန်လို့နေပြီးကိုမကြာခဏမွန်းကျက်နာကျင်နေစေခဲ့တယ်ဘဝကအသစ်တပံပြန်စတင်တော့မယ်လို့ထင်လိုက်တဲ့အခါတိုင်းအတားအဆီးတချို့ကအရက်မျက်နှာအသီးသီးကနေထွက်ပေါ်လာပြန်တယ်ငကိုရတော့ရခဲ့တဲ့တည်ငြိမ်အေးချမ်းမှုကဘူပေါင်းလိုလွင့်ပြေရပြန်တယ်မနက်နိုးထလာတာနဲ့ညကပူပင်သောကတွေကမနက်ခင်းလေနဲ့အတူပါသွားပြီဆိုတာမျိုးချစ်ချင်လိုက်တာကိုတပတ်လှည့်လိုက်တာနဲ့နေရောင်ကအေးခဲနေတဲ့နှင်းတွေကိုအရေးပျော်စေပြီးဆိုတာမျိုးချစ်ချင်လိုက်တာခေါင်းမောလိုက်တာနဲ့ညက်ဝန်းကကိုချစ်တဲ့သူရဲ့အပြုံးနဲ့စုံတာမျိုးချစ်ချင်လိုက်တာတကယ်တော့လူဟာဒီလောကမှာနေထိုင်နေတဲ့၍ဘယ်လန်းကိုပဲရွေအဲ့ဒီလမ်းမှာစူးနဲ့ပန်းကရှိစမြဲပါကြည်လင်တဲ့ကောင်းကင်ရှိတယ်လို့အုံမိုင်းတဲ့မိုးအေးလည်းရှိမှာပါဟုတ်ပါတယ်ဘဝကတခါတလေမှာကိုတို့ကိုစိတ်အပြက်ကြီးပြက်စေတယ်ဒဏ်ရာဘရပွားနဲ့တောင်ဖြစ်စေတယ်ဒီလိုနာကျင်ခါးသီးမှုတွေနဲ့တွေ့ကြုံဖြတ်တန်းပြီးမှပဲညှော်လင့်ချက်အလင်းကရောက်လာနိုင်မှာဖြစ်တယ်တကယ်လို့မောပန်းပြီးမတောင့်ခံနိုင်တော့ဘူးလို့ခံစားရရင်ဒီလမ်းတစ်လျှောက်မှာကိုတို့ရယူနိုင်ခဲ့တဲ့နှွေးထွေးမှုဖေးမမှုစွန့်လွတ်အနစ်နာခံမှုတွေကိုပြန်တွေးကြည့်ပါတကယ်လို့မျက်စိရှိကဘဝမှာတက်ကြွမှုတွေပျောက်ဆုံးနေတယ်ရှေ့ဆက်မဲ့ဥတီယာအရက်ပျောက်နေတယ်လို့ခံစားရရင်အနာဂတ်မှာကြပြားတွေရှိသေးတယ်အဝေးတနေရာရှိသေးတယ်ဆိုတာကိုသတိရပါဘဝကအမြဲဖြောင်ပြူနေတာမဟုတ်ပါဘူးအချိန်ချင်းခလုတ်တိုက်လဲကြလဲကိုတို့ကြန့်ခံရပါတယ်အလင်းရှိရာဘက်ဥတီနေတဲ့၍ရှေ့ဆက်လမ်းမှာညှော်လင့်ချက်အသစ်တွေက
ပေါ်လာစမြဲပါယုံကြည်ပါသိမကြခင်ကာလမှာကောင်းမွန်တဲ့နေ့သစ်တွေပေါ်လာမှာပါပိုကောင်းတဲ့ရုပ်ရှင်တကားကိုကိုတို့ကြည့်ရမှာပါပိုကောင်းတဲ့စာအုပ်တအုပ်ကိုကိုတို့ဖတ်ရမှာပါပိုကောင်းတဲ့လူတစ်ယောက်နဲ့တွေ့ရမှာပါပိုကောင်းတဲ့ဘဝတစ်ခုကိုဖွင့်လှစ်ရမှာပါအတိတ်ကိုမလွမ်းပါနဲ့ပြစ္ဆုတ်ပံကိုမပူပါနဲ့အနာဂတ်ကိုမပြောက်ပါစေနဲ့တဲ့ကိုတို့မှာရှည်လျားတဲ့ဘဝတစ်သက်ရှိပါသေးတယ်မျက်စိရှိကနာကျင်ဝမ်းနည်းမှုတွေပူပင်သောကတွေဆုံးခန်းတိုင်မှာပါဘဝလည်းလင်းလက်တောက်ပလာအောင်မှာပါ